ဒီအဖွားအိုကြီးဟာကြည့်ရတာအနေနဲ့မရှိသလိုဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့မွေးမြူရေးခြံကြီးထဲမှာတေချာပေါက်တိမ်မင်းကိုစောင့်ကြိုနေပါတယ်။အဲလန်ဟာတာမန်ပြိုင်ဘက်တရားမဟုတ်ဘူးဆိုတာသိရှိသွားတယ်။ဒါကြောင့်သူကအချိန်တိုအတွင်းမှာငွေပမာဏအမြောက်များကိုစုဆောင်းပြီးလက်နက်ပြည့်စုံတပ်ဆင်ထားတဲ့အငှားစစ်သားအဖွဲ့တစ်ဖွဲ့ကိုငှားရမ်းလိုက်ပါတယ်။သူတို့ကိုခြံဝင်းကိုဝိုင်းရံထားပြီးအဲလန်ကိုအပြည့်အပိုင်ချိန်မုံဖို့အမိန့်ပေးလိုက်တယ်။သူတို့အဖွဲ့ဟာကြီးကားအင်ဂျီတွေဝတ်ဆင်ပြီးမိမိကိုယ်ကိုအလွန်ယုံကြည်မှုနဲ့ရောက်လာကြပါတယ်။အဖွားအိုကြီးတယောက်ကသူတို့ကိုဘလို့မှအန္တရာယ်ပြုလို့မရဘူးလို့သူတို့ထင်နေကြတယ်။ဒါပေမဲ့ခြံဝင်းထဲခြေချလိုက်တာနဲ့သူတို့ဟာအဲလန်ရဲ့ပထမဆုံးထောင်ချောက်ထဲကိုကြားရောက်သွားကြပါတယ်။ခြံစည်းရိုးမှာလျှက်စစ်တအားမြင့်ကြိုးတွေနဲ့ဝတ်ထားတဲ့ခြုံထက်တဲ့စူးတွေကိုတပ်ဆင်ထားတဲ့ခြံစည်းရိုးကိုခုံကျော်ဖို့စ조사သူတိုင်းချက်ချင်းမြေပြင်ပေါ်ပြုတ်ကျသွားကြတယ်။ခြံဝင်းထဲမှာလည်းဖုံးကွယ်ထားတဲ့တွင်းတွေမိုင်းကြဘိုးတွေနေရာတိုင်းမှာစ조사နေတဲ့မှားယွင်းတဲ့ခြေလန်းတလန်းလှမ်းလိုက်ရုံနဲ့အနီးကပ်ကနေတနက်တန်တစ်ချက်ပေါက်ထွက်သွားပါတယ်။အငှားစစ်သားတွေစီးစနစ်တွေပြိုကွဲပြီးထိတ်လန့်သွားကြတယ်။တစ်ချိန်တည်းမှာအဲလန်ကဒုတိယထပ်သတင်းပေါက်နားမှာထိုင်နေတယ်။သူမကတင်းငိမ့်နဲ့လက်နဲ့ကျူးကျော်သူတိုင်းကိုပြစ်မှတ်ထားလိုက်တယ်။ကြီးစံတစ်ချက်ပြီးတစ်ချက်ထိမှန်တဲ့နေရာတိုင်းကိုတိကျစွာထိမှန်နေတယ်။မူဆိုးလုပ်ဖို့စီစဉ်ထားတဲ့လုပ်ငန်းဟာတိုက်ခိုက်သူတွေအတွက်ရုတ်တရက်အိမ်မက်ဆိုးကြီးဖြစ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲလန်ကဒီချန်ကိုအိမ်တလုံးလိုကာကွယ်ထားတာမဟုတ်ဘူး။သူမကဒီချန်ကိုစစ်မြေပြင်တစ်ခုလိုကြိုတင်ပြင်ဆင်ထားခဲ့တာပါ